မုံရွာဘော်ဒီတောင်ဖျားပေါ်မင်းဘော်ဒီတစ်ထောင်ဖျားပေါ်တက်တိုက်တောင်အဲ့လိုမိကျမမိမှာကြည်ုံကွာဖြတ်တင်ဘော်ဒီအများကြီးလာရဲ့တလုံးမှန်ခေါင်းမတိုက်ကြအောင်ငါလက်မတိုက်စစ်ဖြတ်တင်ဘော်ဒီမင်းကလည်းမင်းလာလိုက်တာမင်းလုံးမောင်းနေတာမဟုတ်ငါလက်မတိုက်စစ်ဘယ်ရောက်နေရတော့အားကြောင့်ပြောတာမင်းခေါင်းတိုက်မဲ့ကောင်မရှိဘဲနဲ့ဘာကိစ္စဖြတ်တင်ဘော်ဒီပေးနေရတာတော့လို့မင်းတို့ကဘသူ့ကိုမင်းကမိပြီးတော့ခေါင်းတိုက်ခိုင်းနေတာတော့ခေါင်းတိုက်တဲ့ကောင်မရှိဘဲနဲ့ဖြတ်တင်ဘော်ပေးနေရဘာလို့ဖောက်အောင်လို့အလုံးမသားကြီးတအားပြင်းတယ်အိမ်ဝင်းကြီးမှာအစင်းဆက်ခွန်ရောက်ပြီဘလောက်မင်းစောက်ချက်မရှိတဲ့ကောင်နေတယ်တော်စောက်ချက်မရှိတဲ့ကောင်နေငါလက်မှန်ပရိမယာလေးမင်းကိုအဆင့်ကိုလေပြန်ကြည့်ကြအောင်ပဲဒရင်သာရှင်နေပွဲဒီမှာမင်းငါလုံးမအခွင့်ရရတယ်လို့စောက်ကြီးစောက်ကြည်ပြောအလုံးမသားတွေ